စိန်မောငါသားနဲ့ချက်တဲ့မုံရင်ကားကိုဒီနေ့မှာတော့ကျွန်မပထမဦးဆုံးအကျဉ်းစမ်းပြီးတော့မှချက်ကြည့်မှာဖြစ်ပါတယ်ရှင်ချက်နီးလေးကလွယ်ကူပြီးတော့မှအရသာစိတ်ကလေးနဲ့အရင်စားလို့ကောင်းပါတယ်အရင်ဦးဆုံးငါပြုတ်ပါမယ်ငါပြုတ်ဖို့အတွက်ရည်ထည့်ပါမယ်တန်းစင်ထားတဲ့စိန်မောငါသားလေးရဲ့စပလင်းချင်းနဲ့နှနွင်းဂျပန်ရတာမုံနဲ့ငံပြရည်နင်းငယ်ထည့်ပြီးတော့မှပြုတ်ပေးလိုက်ပါမယ်စိန်စားငပီးကြိုက်တဲ့သူတွေအတွက်ဆိုရင်စိန်စားငပီးကိုလည်းအနည်းငယ်ထည့်ပြီးတော့မှကျမတို့အသားတွေကျက်တဲ့အထိမိနစ်20လောက်ပြုတ်ထားပေးလိုက်ပါတယ်ရှင်မုံဟင်ကားကိုကျမဆယ်မွန်9နဲ့ဆန်ပြီးတော့မှချက်ကြည့်ချင်တာအတော်လေးကြာခဲ့ပါပြီဒီနေ့မှပဲဆန်ပြီးတော့လှုပ်ဖြစ်တာပေါ့နော်ငါးတွေစုသွားပြီးကျက်သွားပြီးဆိုလို့ရှိရင်ကျမတို့အေးခံပြီးတော့မှအယိုးနဲ့အသားနဲ့ကိုခွဲထုတ်မှာဖြစ်ပါတယ်ပြုတ်ထားတဲ့ပြုတ်ရည်ကိုလည်းစကားလေးနဲ့စစ်ချလိုက်ပါမယ်နော်ပြီးရင်တော့ကျမတို့ငါးအသားလေးတွေကိုနှွင်ပြီးတော့မှအယိုးမပါအောင်လို့တော့တေးသေးချာချာလေးစစ်ယူရမှာဖြစ်ပါတယ်ဆယ်မော်ငါးအသားကပုံမှန်ငါးအသားတွေထက်ချွတ်ချွတ်လေးနဲ့ပို့ပြီးတော့မှစိမ့်ပါတယ်ရှင်ကဲကျမတို့ဟင်းအနစ်အတွက်ကိုစပလင်ရဲ့ကြက်သွန်ဖြူချင်းနဲ့ကြက်သွန်နီတို့ကိုထည့်ပြီးတော့မှကြိတ်ထားပေးလိုက်ပါမယ်ရှင်ဒါဆိုလို့ရှိရင်တော့ဟင်းရည်ချက်ဖို့အဆင်သင့်ဖြစ်ပါပြီအရင်ဦးဆုံးစီထည့်မယ်စီပူလာပြီဆိုလို့ရှိရင်ကြိတ်ထားတဲ့ခုနတော့ကြက်သွန်နီကြက်သွန်ဖြူချင်းတို့ကိုထည့်နှနွင်းထည့်ပြီးသွားပြီဆိုရင်တော့ခွဲချမ်းမုံလေးထည့်ပါမယ်အယောင်တင်မုံစားတဲ့သူကအယောင်တင်မုံထည့်နိုင်တယ်ကျမကမစားတော့မထည့်ဘူးပေါ့နော်ညံပြားလေးနည်းနည်းလေးထည့်ပြီးတော့မှမွေးတဲ့အထိစီတက်ပြီးမယ်စီတက်တာမွေးပြီးဆိုမှပဲကျမတို့ကခုနကအသားနှွင်ထားတဲ့ဆယ်မွန်ငါးလေးကိုထည့်မယ်အပြုတ်ရည်လေးကိုထည့်မယ်ပုံမှန်ရိုးရည်လေးထည့်ပြီးတော့မှပြုတ်ပြီးထောင်းထားတဲ့ပဲဝါချမ်းလေးတွေကိုပါထည့်ပါမယ်ရှင်ဒီဗီဒီယိုမှာပဲပြုတ်တာကိုကျမမပြတော့ဘူးဗီဒီယိုအရင်ရှည်သွားမှာဆိုလို့ပါနော်ကဲပြီးရင်တော့ကျမတို့ကချစ်သွန်နီလေးထည့်ပါမယ်ငပြောဥကြိုက်တဲ့သူကငပြောဥလေးထည့်နိုင်ပါတယ်အရသာအနေနဲ့ဂျပန်ရတာမုံနဲ့စားလေးကိုလိုမယ်ဆိုလို့ရှိရင်တော့ထပ်ထည့်နိုင်ပါတယ်ကိုကနေပြီးတော့မှကိုကြိုက်တဲ့အရသာကိုပြင်ပြီးတော့မှပုံဖော်နိုင်တာဖြစ်ပါတယ်ရှင်ဟင်းရည်ကိုလည်းမီးအေးလေးနဲ့အရသာတွေအထဲကိုဝင်သွားတဲ့အထိကျမကတနိုင်ခွဲလောက်တည်ခဲ့ပါတယ်ရှင်မုံဟင်ကားနဲ့တွဲဖက်စားဖို့အတွက်ပူစီနံအရွက်ကိုလည်းကျွန်မကိုယ်တိုင်စိုက်ထားတဲ့ဟာလေးခူပြီးတော့မှအသုံးပြုပါမယ်။ဟင်းပွဲစပြင်ပါမယ်ရှင်။ကျွန်မတို့မုတ်ဖက်လေးထည့်မယ်ခင်းစင်သည်ပဲတော့ရှိပြီးရင်တော့ကျွန်မတို့ချက်ခဲ့တဲ့ဟင်းကားအရေးပူပူလေးကိုထည့်မှာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ကြက်ဥသို့မဟုတ်ဘဲဥပြုတ်ကိုကြိုက်တယ်ဆိုရင်တော့ထည့်နိုင်ပါတယ်။အရွက်အနေနဲ့နန်းနန်းပင်လေးရဲ့ပူစီနံလေးရဲ့နဲ့ဒီအကျက်မုတ်ကိုထည့်ခဲ့ပါတယ်။ပဲကြော်ကိုတော့ကိုယ်တိုင်ကြော်ဖို့အချိန်မရှိတော့လို့လက်ဖက်ပဲကြော်ကိုပဲအသုံးပြုပြီးတော့မှစားသုံးလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးပါဘိုင်ဘိုင်